Hanoi ဆိုတာပဲတူပါပဲရန်ကုန်လိုပါပဲတိတ်ပြီးတော့ထူးထူးခြားခြားတော့မဟုတ်ပါဘူးစူညံနေရပဲအမြင့်တွေရှိတယ်အိမ်တွေကြက်တယ်အခန်းတွေတေးသေးလေးတွေကျင်းလေးတွေဘာမှထွေထူးပြီးတော့မဟုတ်ပါဘူးတိုက်တွေမြင့်တယ်ဟိုမှာရေကန်အမှမနေ့ပိုင်းဆိုလို့ရှိရင်လေ့ကျင့်ခန်းလာလုပ်တဲ့လူရှိတယ်ဘားတွေပေါ်ထက်ကဘားတွေရန်ကုန်လောက်ပါပဲရန်ကုန်တော့မှနည်းနည်းပိုတန့်နေတယ်ဒီမှာညစ်ပတ်နေရပဲကိုလုံးဘာရီမှန်းလည်းမသိဘူးရှုပ်ချက်ခက်စောစီဘားမှာရောက်ဘီယာတပူးကိုလာအောင်နဲ့ဈေးတူတူပါဘီယာတပူး2600တော်တော်လာပေါ့ဘီယာတပူးတော်တော်လာကာဟွန်းတန်နေရတော့စူညံနေရပဲပီရန်ကုန်မှာလိုမျိုးပဲဘာတော့ဗာမြင့်နေတော့မသိဘူးOkay, that's all. This is Hanoi. မိုးရွာမလားမသိမိုးရွာရင်တော့မိုက်Hanoi အချီ